ဆေးရုံဟောင်းကြီးရဲ့အထက်မြင့်ခံမှာမီးချောင်းတွေကတဝိုက်ကိုမိမ့်နေပြီးလေတွေကလည်းဆူရှစွာအော်နေတယ်လို့ပါပဲဒီအခန်းထဲမှာမာရီဆိုတဲ့အမျိုးသမီးဟာသူ့သားလေးလီယွန်ကိုနှစ်ပေါင်းများစွာဆွဲလန်းခဲ့သူပါလီယွန်ဟာကလေးဘဝမှာပဲယောဂနဲ့တေဆုံးခဲ့ပြီးမာရီဟာသူ့အလောင်းကိုဒီဆေးရုံမှာပဲမြုပ်နှံခဲ့တယ်ဒီနေ့ညမှာတော့မာရီဟာသူ့သားလေးရဲ့အိပ်ယာဘေးမှာထိုင်ပြီးသူ့ဆံပင်တွေကိုဖြည်းဖြည်းချင်းဖြီးနေတယ်မေနဲ့အတူနေပါလီယွန်လို့သူမကတဆက်လေးရွတ်နေတယ်ဒါပေမဲ့လီယွန်ရဲ့မျက်နှာဟာဖြူဖြော့ပြီးအေးဆက်နေတယ်သူဟာတည်နေပြီဖြစ်တဲ့အလောင်းတစ်ခုပါပဲဆေးရုံရဲ့ညဆိုင်ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ကိုထွန်းဟာဒီအခန်းကိုဖျက်တမ်းရင်းအတန်တွေကြားပြီးဝင်ကြည့်မိတယ်သူမြင်တာကမာရီဟာလီယွန်ရဲ့အလောင်းကိုဖတ်ထားပြီးတချင်းဆိုနေတာပါဒါဟာကိုထွန်းရဲ့ခြေထောက်တွေချောင်းနေသွားတယ်နောက်တစ်နေ့မှာဆေးရုံကတူနာပြုတွေဟာမာရီကိုဖမ်းဖို့ကြိုးစားကြတယ်ဒါပေမဲ့သူမဟာလီယွန်ရဲ့အလောင်းနဲ့အတူပျောက်သွားပြီးညအချိန်မှာဆေးရုံဟောင်းရဲ့လှေကားတစ်တွေပေါ်မှာမာရီရဲ့ငိုတံတွေကြားရတတ်ပြီးလီယွန်ရဲ့မယနာတေးတံတွေလည်းပါလာတယ်တခါတော့ကဒီဆေးရုံမှာအလုပ်လုပ်ဖူးတဲ့သူဟောင်းတစ်ယောက်ကပြောပြဖူးတယ်မာရီဟာတရားပြခံလိုက်ရတဲ့နေ့မှာသူ့သားနဲ့အတူမြုပ်ခံခဲ့ရတယ်ဒါပေမဲ့သူတို့ရဲ့ဝိညာဉ်တွေဟာဒီဆေးရုံကိုမစွန့်ခွာနိုင်သေးဘူးဒါကြောင့်ညရောက်တိုင်းဆေးရုံဟောင်းရဲ့အထက်မြင့်ကန်မှာမာရီရဲ့မပီကလာပလာတချင်းတန်နဲ့လီယွန်ရဲ့ရေတံတွေကြားရတတ်ပါတယ်အထူးသဖြင့်မိုးသေးပြီးလေတိုက်တဲ့ညတွေမှာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာတရေဖဲတရားလေးတွေကြိုက်တယ်ဆိုကိုမတ်မတရေလို့ရေးခဲ့ပေးပါ